မင်္ဂလာပါပရိသတ်ကြီးရေကျွန်တော်တို့ရဲ့ channel လေးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုကတော့မြန်မာနိုင်ငံမှာရှိတဲ့ Porsche Experience Center အကြောင်းပါဟုတ်ပါတယ် Porsche အိမ်မက်ဆန်တဲ့ကားတစ်စီးပေါ့နော်ဒါပေမဲ့ဒီနေရာကြီးကဘာလို့လိုအပ်တာလဲဘာတွေများရှိနေလို့လဲဒီကားတွေကိုစမ်းသပ်မောင်းနေုံတသက်ပဲလားကျွန်တော်တို့အခုပဲစူးစမ်းကြည့်ရအောင်ဗျာ3မိနစ်အပိုင်းတစ်မိတ်ဆက်အိမ်မက်ရဲ့အစာဟုတ်အားလုံးပဲ Porsche ဆိုတာကိုမြင်တာနဲ့နှလုံးခုန်လုံးမြန်သွားမှာပါ910တခဲရန်ဒီနာမည်တွေကအရှိန်စိန်လုံးကြုံရေးရဲ့သင်္ကေတတွေပါဒါပေမဲ့မြန်မာနိုင်ငံမှာ Porsche Experience Center တစ်ခုရှိနေတယ်ဆိုတာသိပါသလားဒါကဘာအဓိပ္ပာယ်လဲဒါဟာကားပြခန်းတစ်ခုထက်အများကြီးပိုပါတယ်ဒါက Porsche ရဲ့အဝိညာဉ်ကိုခန်းစားကြည့်နိုင်မယ့်နေရာပါ9မိနစ်အပိုင်းနဲ့ဒီ Center ရဲ့ထူးခြားချက် Track စစ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ Porsche Experience Center ဟာကမ္ဘာပေါ်ကအခြား center တွေနဲ့မတူပါဘူးအဓိကကွာခြားချက်ကတော့ဒီနေရာမှာက track အစစ်အမှန်ကြီးရှိနေတာပါဒါကလမ်းမပေါ်မှာကားလေးပတ်မောင်းတာမဟုတ်ဘူးနော်15မိနစ်ဒီ track ကိုဒီဇိုင်းဆွဲထားတာက Porsche ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုစမ်းသပ်နိုင်ဖို့ပါဥပမာပြောရရင် low friction circle လို့ခေါ်တဲ့နေရာတစ်ခုရှိတယ်ဒါကရေဆိုနေတဲ့နေရာမျိုးမှာကားရဲ့ stability control ဘယ်လောက်ကောင်းလဲဆိုတာကိုသင်ကြားပေးတဲ့နေရာပါတကယ် professional ရင်မောင်းသင်တန်းဆရာတွေကတေးသေးချာချာသင်ပေးတယ်25မိနစ်အန်အိုးစရာအချက်တက်ဒီ center မှာတာမန်က drive မဟုတ်ပဲကားကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့သင်တန်းတွေပေးပါတယ်ဥပမာ oversteer နောက်ဘက်ချော်တာဖြစ်လာတဲ့အခါဘလို့ပြန်ထိန်းမလဲဆိုတာကိုလုံခြုံတဲ့ပတ်ဝန်းကျင်မှာလေ့ကျင့်နိုင်တယ်ဒါကမြန်မာနိုင်ငံမှာတခြားဘယ်နေရာမှမရနိုင်တဲ့အခွင့်အရေးနော်35မိနစ်အပိုင်း3ကအတွင်းခန်းလှည့်ပတ်ကြည့်ခြင်း track အပြင်ဘက်မှာလည်းစိတ်ဝင်စားစရာတွေအများကြီးရှိပါတယ် showroom ကတာမန်ကားပြခန်းလိုမဟုတ်ပဲ Porsche ရဲ့သမိုင်းကြောင်းစက်မှုပညာဆိုင်ရာအစိတ်အပိုင်းတွေကိုအနီးကပ်ကြည့်ရှုနိုင်ဖို့ပြသထားတယ်40မိနစ်အန်အောစရာအချက်နှစ် personalization studio လို့ခေါ်တဲ့နေရာတစ်ခုရှိတယ်ဒီမှာဆိုရင်ကိုယ်ပိုင် Porsche ကားတစ်စီးကိုဒီဇိုင်းဆွဲလို့ရတယ်ထိုင်ခုံကျုပ်ရမယ့်အထည်လိပ်ကနေကားအယောင်စတီယာတိုင်အသေးစိတ်အထိကိုယ်တိုင်ရွေးချယ်နိုင်တဲ့ဥပမာသင်ကမြမရိုးရာစင်ဆွဲဝါအယောင်မျိုးကိုကြိုက်တယ်ဆိုရင်အဲ့ဒီအယောင်နဲ့နီးစပ်ရာကိုဖန်တီးနိုင်တာမျိုးပေါ့ဒါကကားတစ်စီးဝယ်တာထက်ကိုယ့်ရဲ့အလက်ရာတစ်ခုကိုဖန်တီးတာနဲ့တူတယ်50မိနစ်အပိုင်းလေးဒါကဘယ်သူတွေအတွက်လဲအများစုကငွေရှိတဲ့သူတွေအတွက်ပဲလို့ထင်ကြလိမ့်မယ်မှန်ပါတယ်ဒါပေမဲ့ Porsche ရဲ့ရည်ရွယ်ချက်ကသူတို့ရဲ့ကားတွေကိုမပိုင်ဆိုင်သေးတဲ့သူတွေအတွက်ပါအတွေ့အကြုံကိုပေးချင်တာပါဒါကြောင့်ဒီမှာကားမဝယ်ပဲလာလေးလာလို့ရတဲ့အစီအစဉ်တွေကုန်ပစ္စည်းဆိုင်တွေလည်းရှိပါတယ်55မိနစ်ဏီကုန်းချုပ် Porsche Experience Center ဟာမြန်မာပြည်ရဲ့မော်တော်ကားလောကအတွက်အနာဂတ်တစ်ခုကိုပြသလိုက်တာပါဒါဟာအရှိန်ဟုန်တင်မကပဲနည်းပညာလုံခြုံရေးနဲ့အတွေ့အကြုံတွေကိုအလေးထားတဲ့ယဉ်ကျေးမှုကိုဖော်ပြတာပါဒီလိုစက်မှုလက်မှုပညာမြင့်မားတဲ့နေရာမျိုးမြန်မာနိုင်ငံမှာရှိနေတာဟာကျွန်တော်တို့အတွက်ဂုဏ်ယူစရာပါသင်ကကားချစ်သူလားမဟုတ်ဘူးလားဆိုတာအရေးမကြီးပါဘူးတစ်ချိန်ချိန်မှာဒီအတွေ့အကြုံကိုခန်းစားကြည့်သင့်ပါတယ်ဒီဗီဒီယိုအကြောင်းဘာတွေတွေးမိလဲဆိုတာအောက်က comment မှာရေးခဲ့ပါဦးကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ